ဘာလိုက်ကလေးတွေရောင်းမှလဲ ဘာရိုက်ကလေးလေစာပါညောင်ရက် ဖျားကန်းလေးတွေအတွက်ဖြစ်ပါတယ် ညောင်ရက်စာပါ ဒါ customer တယောက်က order မှာသွားတာပါ အရန်လာပါရယ် ရမ်းလာပါတယ် အသားဟွာကွာတိုင်ကြည့်လိုက်လို့ရှိရင်လုံးဝလုံးဝကောင်းတယ်တန်လေးနဲ့သူကဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်အရာတစ်ခုခုနဲ့ဒီဟာလေးကိုအုပ်ပြီးတော့လိုချင်လို့ရှိရင်ပေါ့နော်အဲ့လိုလေးယူလို့ရပါတယ်ဒီလိုမျိုးလေးပေါ့နော်အရာမျိုးစုံကိုကြိုက်တဲ့အရာကိုကြိုက်တဲ့လိုက်ကအောက်ကအဲ့လိုမျိုးလေးရပါတယ် ဒါလေးလည်းဖျားကန်းအတွက်ပဲဖြစ်ပါတယ်မှာယူတဲ့အမကျေးဇူးတင်ပါတယ်ဒီမှာတချို့ customer တွေလည်းကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်မှာယူမယ်ဆိုရင် Pleasant 7ခန်းစီလိုက်ကရဲ့page မှာမှာလို့ရပါတယ် မနော်အဲ့ခုနပြောရဲ့ပုံစံလိုမျိုးအောက်ကလိုက်ခံအေးအားကြတော့ဒီမှာမျိုးစုံရှိရဲ့97မှာယူလို့ရပါတယ်အားလုံးပဲ ကျေးဇူးတင်ပါတယ်